မင်္ဂလာပါဒါလေးကတော့ကျွန်တော်ချက်ရေကွန်ကြော်လေးရယ်ချက်မာလာစီမူလေးရယ်လုပ်ဖြစ်တဲ့ဥစ္စာလေးကိုတစ်ချက်မှတ်တမ်းတင်ထားတာပါဗျအဆင်ပြေဝေဖန်ပေးလို့ရပါတယ်ဟုတ်ပါဗျာအစိုးရလည်းပါနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုနေတဲ့တော့catalyst ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဒါကြောင့်ဒီလာမဲ့3ရက်အတွက်ကိုယ့်ရဲ့အရင်ဆုံးတကယ်ချင်းကိုယ့်ရဲ့အားပေးကိုယ့်ရဲ့လမ်းညွှန်စရာဖြစ်ပါစေကိုယ့်ရဲ့ user တွေသူတို့ရဲ့အောင်မြင်မှုကဘုရားတန်ဖိုးရှိတဲ့သူတွေကဘယ်တော့ပဲသိငယ်နေထင်ရပါစေအကောင်းမြင်တဲ့အလေးချိန်တွေဒီ soft ဖို့ကိုအာရုံစိုက်ပါလမ်းကျော်သွားတဲ့အခါဖြစ်တော့မှာပါကျွန်တော်တို့အားလုံးလူသားတွေပါကိုယ့်ကိုယ်ကိုပြန်မရိုက်ချပါဘူးအဲ့ဒီအစားထားကခဏတာနောက်ရက်ခုပဲအခုလမ်းကြောင်းပေါ်ပြန်ရောက်လို့ပြောပါအခုမိတ်ဆွေရဲ့စွမ်းရည်အလားလား potential အကြောင်းကိုပြောကြည့်ရအောင်မိတ်ဆွေရဲ့စွမ်းဆောင်ရည်ကိုမိတ်ဆွေဖက်ချင်များအားလုံးကိုအတိအမှတ်ပြုတယ်ဒါပေမဲ့ငါတက်တိကိုရွေးချယ်အားရကြောင်းရမှုတွေထက်ငါပိုကြီးတယ်လို့ပြောပါမိတ်ဆွေရဲ့ participation creativity အကြောင်းကိုပြောကြည့်ရအောင်မိတ်ဆွေရဲ့ participation ကိုမိတ်ဆွေဖက်ချင်များတန်တရားဝင်ပါတယ်ငါကဖန်တီးမှုရှိတယ်မဟုတ်ဘူးလို့ဖက်ချင်များပြောဖို့ပါတယ်ဒီလာမဲ့3ရက်အတွက်ငါမွေးရပါ participation ရှိတယ်ငါမှာကဘာကြီးနဲ့မျှဝေဖို့ထူးခြားတဲ့စိတ်ကူးတွေရှိတယ်အားရ participation ကငါဘဝနဲ့တခြားသူတွေရဲ့ဘဝတွေကိုကျွေးဝါစေတယ်လို့မိတ်ဆွေပြောနေချင်ပါတယ်ဒီလိုပါဖန်တီးနိုင်ဆိုတာအနုပညာအကြောင်းတစ်ခုမဟုတ်ပါဘူးအရာအသစ်တစ်ခုကိုတည်ရှိအောင်လုပ်ဆောင်ခြင်းစတဲ့နည်းလမ်းတွေနဲ့ပြဿနာတွေကိုဖြေရှင်းခြင်းအကြောင်းဖြစ်ပါတယ်ဒီလာမဲ့3ရက်အတွက်မိတ်ဆွေတို့တို့များအရာအားလုံးပါကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကိုထုတ်ဖော်ဖို့အခွင့်အလမ်းတွေကိုရှာဖွေပါဖန်တီးမှုဆိုင်ရာမိတ်ဆွေမှုနဲ့ရင်ဆိုင်ရတဲ့အခါရင်ဆိုင်ရမှာပါဖန်တီးနိုင်စွမ်းကအတက်ကြရှိပါတယ်စိတ်ထဲမကြပါနဲ့ဒါကဖန်တီးမှုဖြစ်စေအစိမ့်ပိုင်းမှုပဲဖန်တီးနိုင်စွမ်းကခဏနားနေတာကိုတန်မာလာပြီးပြန်လာပြီမိတ်ဆွေဆက်ဆံရေးတွေအကြောင်းဒါပေမဲ့ဒီချိန်မှာတော့ကိုနဲ့ရှိတဲ့ဆက်ဆံရေးကိုအာရုံစိုက်ကြည့်အောင်မိတ်ဆွေကိုဘယ်လိုဆက်ဆံပါလဲအစိုးဆုံးဝေမှန်းတူလားဒါမှမဟုတ်ရဲ့အကြီးမားဆုံးအားပေးတူလားဒီလာမဲ့3ရက်အတွက်ငါရဲ့အရင်ဆုံးငွေချင်းဖြစ်တယ်ငါကိုကျင်နာမှုနဲ့စာနာမှုနဲ့ဆက်ဆံတယ်ငါရဲ့အားသာချက်တွေကိုငါခုံပြုပြီးငါရဲ့အားနည်းချက်တွေကိုလက်ခံတယ်လို့မိတ်ဆွေပြောစီချင်ပါတယ်ဒီလိုပါကိုနဲ့ရှိတဲ့ဆက်ဆံရေးကမိတ်ဆွေပေါ်တွေကတခြားဆက်ဆံရေးတိုင်းအတွက်လေးစားဖို့တတ်မှတ်ပြီးပါဒီလာမဲ့3ရက်အတွက်ကိုချင်းချင်းပြတာကိုတည်ကြည့်ကိုချင်းနာစွာပြောဆိုကိုလေးစားမှုနဲ့ဆက်ဆံပါကိုဝေဖန်နေရဘူးမိမိကိုယ်တိုင်ဖမ်းမိတဲ့အခါဖမ်းမိပါပါကျွန်တော်တို့ကကိုအဆုံးဆုံးစီရင်ဆုံးဖြတ်တတ်တယ်ပါအဲ့ဒီအဆုံးဖြတ်စကားတွေကိုစမပြောပါနဲ့ငါအခုတည်းအရာနဲ့ငါတက်နေသလားအကောင်းဆုံးလုပ်ငါဒီတိုင်းသိရပြီးကြီးထွားနေလို့ပြောပါကဲမင်းစရာရောညီတွေရှိမှု acceptability အကြောင်းကိုပြောကြည့်အောင်အပြောင်းလဲကိုမိတ်ဆွေဘယ်လိုကတ်တယ်ပါလဲအဲ့ဒါကိုခုခံပါသလားဒါမှမဟုတ်ပွေးပတ်လက်ခံပါဒီလာမဲ့3ရက်အတွက်ငါပြောင်းနေငါလည်းရောညီတွေရှိငါပြောင်းလဲကိုကြီးတော့ဖို့အခွင့်အလမ်းဖြစ်မြင်နေအခြေအနေတွေမှာငါတို့နေတယ်လို့မိတ်ဆွေပြောစီချင်ပါတယ်ဒီလိုပါပဲအမြဲတမ်းပြောင်းလဲနေတဲ့ကမ္ဘာမှာလည်းရောညီတွေရှိမှုက super power တစ်ခုပါပဲဒီလာမဲ့3ရက်အတွက်အပြောင်းလဲကိုလက်ခံပါအဲ့ဒါကဆောင်ကျဉ်လာမဲ့အခွင့်အလမ်းကိုရှာပါကိုယ့်ရဲ့လမ်းကြောင်းကိုပြင်ဆင်ဖို့ဆန္ဒရှိပါအပြောင်းလဲကနောက်မှုလာတယ်လို့ခံစားတဲ့အခါခံစားရပါအပြောင်းလဲကမတတ်မတာဖြစ်စေနိုင်ပါတယ်အဲ့ဒါကိုမခုခံပါနဲ့ဒီအပြောင်းလဲကငါ့ကိုပူတမ်းမှာပူခံနိုင်ရှိပြီးပူဆန်းဆောင်တဲ့ဖြစ်လာစေလို့ပြောပါကမိတ်ဆွေအမွေနဲ့ legacy အကြောင်းကိုပြောကြည့်အောင်မိတ်ဆွေဖန်တီးနေတဲ့အကျိုးပြောင်းမှုအကြောင်းကိုဘယ်နှချိန်များပြောပါလဲမိတ်ဆွေချန်ထားရမယ့်အရာကိုဘယ်နှချိန်များစဉ်းစားပါလဲဒီလာမဲ့3ရက်အတွက်ငါတိပဲရှိတဲ့အမွေလေးတစ်ခုကိုတီးဆောင်နေတယ်အားရဒီနေ့လုံးဆောင်ချက်တွေကပုံကောင်းတဲ့မနှက်ပြတ်မှုပုံဖော်နေတယ်ငါကဘာမှအကောင်းမြင်တဲ့ပြောင်းလဲမှုတစ်ခုကိုဖန်တီးနေတယ်လို့မိတ်ဆွေပြောစီချင်ပါတယ်ဒီလိုကမိတ်ဆွေအမွေနဲ့ဆိုတာမိတ်ဆွေတည်ဆုံးသွားတဲ့အခါခြံထားတဲ့အရာတစ်သက်မဟုတ်ပါဘူးအဲ့ဒါကမိတ်ဆွေတွေတိုင်းဖန်တီးနေတဲ့အကျိုးတရားမှုအကြောင်းဖြစ်ပါတယ်ဒီလာမဲ့3ရက်အတွက်မိတ်ဆွေတည်ဆောင်နေတဲ့အမွေနဲ့ကိုစဉ်းစားပါမိတ်ဆွေလူချင်းတဲ့အကျိုးတရားမှုနဲ့ကန့်ညီတဲ့ရွေးချယ်မှုတွေကိုလုပ်ပါကြီးမားတဲ့ကမ္ဘာကြီးထဲမှာကိုယ့်ရဲ့လုံဆောင်ချက်တွေကအရေးမပါဘူးလို့ခံစားရတဲ့ကခံစားရပါကြီးမားတဲ့ကမ္ဘာကြီးမှာကိုသိငယ်တယ်လို့ထင်ရတာကဘယ်လိုပါမိတ်ဆွေရဲ့ပြောင်းမှုကိုရှော့မတော့ပါလုံဆောင်ချက်တိုင်းကမလောက်ပဲသိငယ်ပါငါရဲ့အမွေနဲ့ကိုအထောက်အကူပြုတယ်ငါတစ်စင်းချင်းစီပြောင်းလဲမှုတစ်ခုကိုဖန်တီးနေတယ်လို့ပြောပါကဲမိတ်ဆွေရဲ့ကျေးဇူးတင်ခြင်းအကြောင်းကိုပြောကြည့်အောင်မိတ်ဆွေမှာရှိတာတဲ့မရှိတာကိုဘယ်နဲ့ချင်းများအာရုံစိုက်ပါလဲမိတ်ဆွေရဲ့ကံကောင်းခြင်းတွေကိုအလေးမထားပဲဘယ်နဲ့ချင်းများနေပါလဲဒီလာမဲ့3ရက်အတွက်ငါမှရှိသမျှအရာအားလုံးအတွက်ငါကျေးဇူးတင်တယ်ငါဘဝရဲ့ဘောကျွယ်ဝမှုကိုငါတန်ဖိုးထားတယ်ကျေးဇူးတင်ခြင်းကဘုံမှုများပြားတဲ့ကံကောင်းခြင်းတွေအတွက်တကားကိုဖွင့်ပေးတယ်လို့မိတ်ဆွေပြောစီချင်ပါတယ်ဒီလိုပါကျေးဇူးတင်ခြင်း
ရန်အပွင့်အမှုတွေအတွက်တာလိုက်တစ်ခုပြပါမယ်အဲ့ဒါကမိတ်ဆွေအာရုံစိုက်မှုကအမှားယွင်းတွေကနေအမှန်တရားစီကိုပြောင်းလဲပြီးပါဒီလာမဲ့3ရက်အတွက်ကျေးဇူးတင်ခြင်းနဲ့ဒီတတိကိုစတင်ပြီးအဆုံးသတ်ပါအချိန်တိုင်းမှာကျေးဇူးတင်စရာတစ်ခုခုရှာပါစင်ကုန်မှုတွေနဲ့ရဆိုင်ရကရဆိုင်ရပါဘဝကအမြဲတမ်းချုံးမှုနေတာပေါ့ပါကျေးဇူးတင်ဖို့မမေ့ပါနဲ့မာဒီစင်ကုန်မှုအတွက်ကျေးဇူးတင်တယ်အဲ့ဒါငါ့ကိုဘုရားမဆင်းလို့ကိုဉာဏ်ပညာရှိပြီးကိုယ်ခန္ဓာရှိလာစေလို့ပြောပါဒါမိတ်ဆွေရေးချင်မှုတွေအကြောင်းကိုပြောကြည့်တာဘဝကမိတ်ဆွေပေါ်ပြည့်ပြည့်နေတာမဟုတ်ဘူးမိတ်ဆွေအတွက်ပြည့်ပြည့်နေတယ်လို့မိတ်ဆွေဘယ်နှကြိမ်များခံစားရပါလဲငါရွေးချယ်စရာမရှိဘူးလို့ဘယ်နှကြိမ်များပြောဖို့ပါလဲဒီလာမဲ့3ရက်အတွက်ငါဘဝရဲ့ဖန်တီးရှိတယ်ငါရဲ့တုံ့ပြန်မှုတွေကိုရွေးချယ်နိုင်တဲ့စွမ်းအားငါမှရှိတယ်ငါရဲ့ရွေးချယ်မှုတွေကငါရဲ့လက်တွေ့ဘဝကိုပုံပေါ်တယ်လို့မိတ်ဆွေပြောစီချင်တယ်ဒီလိုပါမိတ်ဆွေပေါ်ပြည့်ပြည့်တာကိုအမြဲတမ်းထိန်းချုပ်လို့မရနိုင်ဘူးမိတ်ဆွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့အမြဲတမ်းထိန်းချုပ်နိုင်ပါတယ်ဒီလာမဲ့3ရက်အတွက်မိတ်ဆွေရွေးချယ်မှုတွေကိုသတိထားပါမိတ်ဆွေရဲ့ဆုံးဖြတ်ချက်တွေအတွက်တောင်းပန်ယူပါခက်ခဲတဲ့ဆုံးဖြတ်ချက်တွေနဲ့ရင်ဆိုင်ရတဲ့ကောင်ရင်ဆိုင်ရပါဘဝကလမ်းဆုံးလမ်းပွားတွေနဲ့ပြည့်နေပါတယ်ငါဘာလို့ရမယ်မသိဘူးလို့မပြောပါနဲ့ငါအခုရှိတဲ့အချက်လက်တွေနဲ့အကောင်းဆုံးဆုံးဖြတ်ချက်ကိုချဖို့ကိုယ့်ကိုယ်ကိုယုံကြည်တယ်လို့ပြောပါကမိတ်ဆွေဆွေးနွေးလာ consistence အကြောင်းကိုပြောကြည့်တော့အရာရာခက်ခဲလာတဲ့ကမိတ်ဆွေဘယ်နှချိန်များလက်လျှော့ပါလဲဒါကကြိုးစားအားထုတ်မှုနဲ့မထိုက်တန်ဘူးလို့ဘယ်နှချိန်များပြောပါတယ်ဒီလာမဲ့3ရက်အတွက်ငါဆွဲရှိတယ်ဒီအရာကခက်ခဲလာတဲ့ကငါဆက်လုပ်တယ်ငါရဲ့ဆွေးနွေးလာကအကျိုးပေးလိမ့်မယ်လို့မိတ်ဆွေပြောစီချင်ပါတယ်ဒီလိုပါအာမင်မှုဆိုတာလူအများစုလက်လျှော့လိုက်တဲ့အချိန်လေးနောက်မှာချက်ချင်းရောက်လာလိမ့်ရှိပါတယ်ဒီလာမဲ့ငါရေးချင်ရကိုအာရုံစိုက်ဖို့ရေးချင်တယ်ငါရဲ့အာရုံစိုက်ဖို့ငါထိန်းချုပ်ထားတယ်လို့ပြောကဲမိတ်ဆွေအလေးချင်းတွေအကြောင်းကိုထပ်ပြောကြည့်အောင်ဒါပေမဲ့ဒီချိန်မှာတော့အကျင့်စိုးတွေကိုဖျက်တောက်ခြင်းကိုအာရုံစိုက်ကြည့်အောင်ငါမရနိုင်ဘူးဒါကငါရဲ့သဘာဝပဲလို့မိတ်ဆွေဘယ်နှချိန်များပြောပါတယ်ဒီလာမဲ့3ရက်အတွက်ငါရဲ့အလေးချင်းတွေကိုပြောင်းလဲနေတယ်ကဘယ်လိုပဲညံကောင်းနေပြီစီသင်ရဲ့ဗန်အကောင့်ကတော့သင်ညံကောင်းတော့ပြေဝမနေဘူးလို့ခံစားနေရပြီတကယ်လက်တွေ့မှာတော့ငွေကြေးဆိုင်ရာအောင်မြင်မှုကသင်ရဲ့ဉာဏ်ပညာနဲ့မဆိုင်ပါဘူးတကယ်ဆိုင်တာကသင်ရဲ့ငွေကြေးဆိုင်ရာအလေးအကျင့်တွေဖြစ်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒီအလေးချင်းတွေကိုနားလည်နိုင်ဖို့နဲ့ပြောင်းလဲနိုင်ဖို့ကမိတ်ဆွေထင်ထားတာထက်ပိုပြီးတော့မှလွယ်ကူပါတယ်ဒီဗီဒီယိုမှာကျွန်တော်ကသင်တို့ကို Morgan Housel ရဲ့ဆောင်းဖြစ်တဲ့ The Psychology of Money တဲ့ကနေငွေကြေးအကြောင်းအဓိကသင်ခန်းစာ18ခုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုရဲ့အဆုံးမှာမိတ်ဆွေငွေကြေးနဲ့ပတ်သက်တဲ့ဖြစ်လေဖြစ်တာရှိတဲ့အမှားတွေကိုဘယ်လိုရှောင်ရှားရမလဲကိုယ်ပိုင်ငွေကြေးအောင်မြင်မှုကိုတိုင်းတာတက်သွားပြီးတော့မှငွေကြေးလွတ်လပ်မှုကိုရယူနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့မှဗီဒီယိုတွေကိုစောင့်ကြည့်နိုင်ပါတယ်ဒါဆိုရင်စလိုက်ကြရအောင်ဗျာခန့်ကြည့် The Psychology of Money ဒီစာအုပ်ရဲ့ပထမဆုံးအခန်းမှာပြောထားတာကဘယ်သူကမှရှိမှုနေမှာဘူးဆိုတာဝေးဆိုတာကဘာမှမဆွမ်းအကြီးဆုံးတွန်းအားတွေကတခုဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝတွေပေါ်သူ့ရဲ့တက်ရောက်မှုခုခံနိုင်စမရှိပါဘူးစာရေးတွေပြောကြားချက်အရလူတွေမှာငွေကြေးနဲ့ပတ်သက်လာရင်မတူညီတဲ့အမြင်တွေနဲ့အတွေ့အကြုံတွေပိုစီရှိကြပါတယ်ဒီလိုကွာခြားမှုတွေကလူတစ်ယောက်ကိုယူသွားအောင်တော့မလုပ်နိုင်ပါဘူးဆိုလိုတာကတော့မိတ်ဆွေစီမှာတမှုထူးခြားတဲ့ငွေကြီးအမြင်ကိုရှိပြီးတော့တင်းရဲ့မြင်ကအခြားလူတွေနဲ့မတူဘဲနဲ့ကွာခြားပါလေအခြားဘက်မှာတော့ငွေကြီးအကြောင်းကိုစာအုပ်တွေကနေတင်ယူလို့ရတယ်ဆိုတာကိုကျွန်တော်တို့အားလုံးကသိထားကြပါတယ်ဒါပေမဲ့တို့ကအကုန်လုံးတော့မပြောပြပေးပါဘူးဒါကဘာကြောင့်လဲဆိုတော့စောင့်ထဲမှာဖတ်ရတာနဲ့လက်တွေ့မှာလှုပ်ဆောင်ရတာနဲ့ကွာခြားမှုကအကြီးကြီးရှိတာကြောင့်ပါမိတ်ဆွေကိုယ်တိုင်နားလည်ဖို့အတွက်ဆိုရင်ကိုယ်တိုင်တွေ့ကြုံဖို့ရပါမယ်ဥပမာဆိုရရင်သင်ကနှစ်ပေါင်းများစွာငွေကိုသုံးဖြုံလာခဲ့တဲ့ဒီပေါင်းသူတဦးလို့စိတ်ကူးယဉ်ကြည့်ပါငွေရသိမ်းကိုပျော်ရွှင်မှုလုံခြုံမှုနဲ့လေးစားမှုတွေကိုဝယ်ပေးနိုင်တယ်လို့သင်ထင်ပါသလားသင်ရဈေးကြီးတဲ့ကားတွေအိမ်တွေအဝတ်အစားတွေခရီးတွေတွားလာနိုင်တယ်သင်ရဲ့မိသားစုတွေတငယ်ချင်းတွေကိုထောက်ပံ့ကူညီလာနိုင်တဲ့အပြင်အလူတန်းတွေပါလုပ်ကိုင်လာနိုင်ပါလေသင်ရဲ့အိမ်မက်အတိုင်းရှင်သန်နေနိုင်ပြီလို့သင်ကိုယ်သင်မြင်လာနိုင်တဲ့အပြင်တခြားလူတွေအားလုံးကလည်းမနာလို့ဖြစ်ကြပြီပဲမတင်မှတ်ထားတဲ့တစုံတစ်ခုကပြတ်သွားခဲ့ပါလေသင်ရဲ့ပတ်စံတွေအတော်များများကိုမကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာဆုံးရှုံးလိုက်ရပါလေတရားရင်ဆိုင်ရမှုတွေတို့မှခွာရှင်းဖြစ်စင်းမှုတွေ IRS အခွန်စည်းကမ်းဒေသကြီးကလည်းတင်စီကိုမဆောင်ရသေးတဲ့အခွန်ငွေတွေအတွက်ရောက်ရှိလာခဲ့ပါလေသင်ရဲ့မိတ်ဆွေတွေနဲ့မိသားစုတွေကလည်းသင်ကိုမကူညီတဲ့အပြင်ဆွပြထားကြပါလေဒီအချိန်ညမှာသင်ကလည်းစုဆောင်းထားမှုမရှိတက်ကြွတဲ့ပညာရေးချင်းလည်းမရှိညီမချက်လည်းမရှိမှသိလာရပါလေဒီအချိန်မှာသင်ဘယ်လိုခံစားနေရမလဲထင်ပါတယ်စာရေးသူကဘယ်လ်ဂိတ်ကိုဥပမာအနေနဲ့ထားပြမှာဘယ်လ်ဂိတ်ငယ်စဉ်ကတည်းကကွန်ပျူတာတွေနဲ့ထိတွေ့ရင်ဒီဝင်ရခဲ့တာကကံကောင်းမှုဖြစ်တယ်ပြောပြခဲ့ပါလေဒီလိုမျိုးအောင်မြင်မှုကိုရှောင်လန်းတဲ့နေရာမှာကံကောင်းမှုရဲ့အရေးပါပုံကိုလူတော်များကယုံကြည်ရှိကြပါလေ
ဒီထဲကမှတချို့တွေကကံကောင်းမှုကအရာအားလုံးမြေယာမှုတွေကြားထဲမှာတရားညီတွေဖြစ်စီမှုတွေကိုဟောပြထားတာဖြစ်ပါတယ်။နောက်သင်ခန်းစာတစ်ခုကတော့အမှားတွေနေရာချထားပါ The Psychology of Money ဆောင်းတဲ့ကငွေကြေးသင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။စာရေးတွေပြောကြားချက်အရတရားသိရဲ့ရင်းနှီးမြှုပ်နှံမှုမဟုတ်ပါဘူးတဲ့။ရင်းနှီးမြှုပ်နှံမှုတွေကနေလူတစ်ခုရဲ့ကိုယ်ပိုင်မှုချင်းကိုခွဲခြားထားဖို့ဆိုတာကအရန်ရေးကြည့်ပါတယ်။ဆိုလိုတာကသင်ရဲ့ရင်းနှီးမြှုပ်နှံမှုရလဒ်တွေကသင်ကိုဘယ်လိုဖြစ်ကြောင်းသတ်မှတ်သွားတာမျိုးအဖြစ်တင်မှုဆိုတာပါပဲ။တခါတည်းမှာလူကသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကပေါ့စိတ်ပိုင်းဆိုင်ရာအရာတွေ့တာလုံးပြီးတော့မှခန်းစားချက်တွေကိုချိန်စီဝိုင်းလိုလည်းတစ်ခုကိုစတင်လိုက်ပါစီဝိုင်းတစ်ခုကိုစတင်နေဆိုတာကဒါဒီအများများကနေမှတော့သိပြီးတော့ပါပြီဒါဒီကတည်းကပြီးတော့မှကျွန်တော်အားထုတ်နိုင်မယ်ဆိုရင်ဒါမှမဟုတ်ဘူးပြည့်ချင်းကဲချက်ပြီးသွားပါပြီဒါလေးကတော့ချက်မလာစီမွေလေးပါငါးရီကွန်ကျော်လေးကလည်းတော်တော်ကိုကျွတ်ပြီးရဲ့ခါကျတော့တော်တော်အများကြီးရတယ်ပေါ့နော်2ကီလိုထုတ်ကိုဒီဘူးကြီးတဘူးနဲ့ဘူးသေးတဘူးပေါ့နော်ပုံမှန်ဒီတဘူးသေးလေးဆိုလို့ရှိရင်ဒီအပြင်မှာဆိုလို့ရှိရင်1000ဝန်းကျင်လောက်ရောက်နေကြတဲ့ဘူးလေးပေါ့နော်ပြီးတော့ချက်မလာစီမွေလေးကတော့ကျွန်တော်ဝတ်သားမစားကြလို့ချက်မလာစီမွေဆိုပြီးတဲ့ခါကျတော့ချက်ဖြစ်တာသူများတွေကတော့ဒီမြစ်ကြီးနားညီမလေးကတော့သူကတော့ဝက်မာလာစီမွေးချက်တာပေါ့နော်ကျွန်တော်ကနောက်နေ့ကျရင်ထမင်းလဲစားပြမှာမဟုတ်တဲ့ခါကျတော့ခောက်ဆွဲလေးနဲ့စားဖို့ဆိုပြီးချက်ဖြစ်တာပါကျေးဇူးတင်ပါတယ်